Hello မင်္ဂလာပါဒီနေ့အလုပ်ရောက်တော့လေကင်မရာလေးကြီးလည်းပါနေရနဲ့အားလုံးလည်းဒီတနေ့အလုပ်မှာဘာတွေလုပ်ရလဲဆိုတာကိုသိချင်နေကြမယ်ထင်လို့တနေ့ဒီအလုပ်မှာပေါ့နော်ဘာတွေအဓိကလုပ်ရမလဲပြီးတော့ဘယ်လိုအလုပ်လေးရှိမလဲဆိုတာလေးတွေကိုဗီဒီယိုလေးရိုက်ပြထားပါတယ်အဲ့တော့အခုကအလုပ်ပြန်ရောက်တဲ့အချိန်ဖြစ်နေတော့နည်းနည်းလေးတော့လူဟာစုပ်ပြက်နေရဲ့အဲ့တော့ဒီအလုပ်မှာဒီဘာတွေလုပ်ရမလဲဒီပတ်တိုင်းကြော်တွေမှာအဓိကဘာတွေလုပ်ရလဲဆိုတာလေးတွေကိုပြပေးပါမယ်စိတ်ဝင်စားရဆိုလို့ရှိရင်လိုက်ကြည့်ပေးပါအောင်နော် Hello guys, welcome to Chili Garden, and today we're making sushi special set for 2 person. See? Yeah, by the way, I don't like this job. Thank you. ဒီနေ့ကတော့အဓိက social media အတွက်ဒီ post နဲ့ပြီးတော့ menu အသစ်လေးကိုလုပ်ခဲ့ပါတယ်အဲ့ဒါအတွက်ပဲဒီနေ့3နာရီလောက်ထိုင်လုပ်နေရပေါ့နော်ပုံမှန်ဆိုလို့ရှိရင် iPad နဲ့တိတ်ပြီးတော့မလုပ်တတ်ပေမဲ့ဒီနေ့ iPad ပဲပါသွားတော့အဲ့ဒါစင်ကြေပါညာလည်းမပေးချင်တော့အဲ့ကျွန်တော် iPad နဲ့ပဲအဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ်result ကိုလည်းသူကကြိုက်သွားရဲဆိုတော့ anyway ပြောပါတယ်အဲ့တော့3နာရီလောက်အဲ့ဒါထိုင်လုပ်နေရတော့ဘာမှတိတ်ပြီးတော့မပင်ပန်းပါဘူးတပ်ပုံရိုက်တယ်ပြီးတော့ဒီဇိုင်းလုပ်တယ်အဲ့ဒါပါပဲရောက်သွားတဲ့အချိန်3နာရီရနေပြီးတော့ည6နာရီထိsocial media အတွက်ပဲထိုင်ပြီးတော့လုပ်နေပါတယ်6နာရီထိုးတော့ကျွန်တော်ပြန်ပြီးတော့အလုပ်တွေပြန်ကူပါပြီခုဆိုရင်ဒါဖြော်ရည်ဖြော်တယ်ဖြော်စရာလုပ်တယ်ပြီးတော့ဘီယာထည့်တယ်ဘီယာထည့်ရဆိုလို့ရှိရင်ဒါတစ်လားလောက်နဲ့တင်ကျွန်တော်တော်တော်လေးကျွမ်းနေလို့ဘောစကတော့ကြီးကျူးနေပါတယ်ဒါပေမဲ့ကျွန်တော်ငယ်ငယ်တုန်းကအတော်ဆိုင်မှကူပြီးတော့ဒါနည်းနည်းတင်မှုတာပေါ့နော်အဲ့ဒါနဲ့ပဲဒါအဆင်ပြေနေရပါဘီယာထည့်တယ်ပြီးတော့ဖြော်ရည်ဖြော်တယ်ဖြော်စရာလုပ်တယ်ခုကတော့ဒါရေပါပြီးတော့ခုကမှတကယ်ဖြော်ရည်ဖြော်နေပါပြီတော့3ခွက်တစ်ခါလေးဖြော်နိုင်ပြီပေါ့နော်ခုတော့ဒါပထမစချင်းဆိုလို့ညတစ်ခွက်ချင်းစီဖြော်နေလို့ဆိုပြီးတော့စူခံရပါတယ်တစ်ခွက်ချင်းစီဖြော်လို့ဆိုပြီးတော့ခုတော့3ခွက်ဆိုလို့ရှိရင်လည်း3ခွက်လုံးဖြော်တယ်4ခွက်ဆိုလို့ရှိရင်လည်း4ခွက်လုံးတစ်ခါလေးဖြော်တယ်အဲ့တော့ဒါကသူတို့ရဲ့ signature lemon tea အမှသူက melon mango တို့ပြီးတော့ pineapple အဲ့လိုမျိုးလေးရှိရပေါ့နော်ဒါလေးကတော်တော်လေးကောင်းတယ်အဲ့တော့ဆိုင်လာလို့ရှိရင်ဒါလေး try ကြည့်သေးချင်ပါတယ်ဟောဒါလေးတော်တော်လေးတော့တောက်ကောင်းတယ်အချို့မကြိုက်တဲ့လူဆိုလို့ရှိရင်ဒါလေးကအဆင်ပြေရဲ့ AEP လေးပေါ့ဒါလေးဆိုင်ရအောင် try ကြည့်ပါဟောပြီးသွားတော့ကျွန်တော်ဆိုင်စောင့်ပါတယ်ဆိုင်ကတခြား customer တွေတွေ့သွားပြီဆိုလို့ရှိရင်စပွဲတော့ဘာညာလုပ်ဆရာရှိရလုပ်တယ်ပြီးတော့စပွဲတင်ဒီနေ့ကတော့ customer အများကြီးတိတ်မလာလို့ဒါရရင်တော့အလုပ်ရှုပ်တဲ့နေတော့မဟုတ်ပါဘူး Hello အခုကအိမ်ပြန်ရောက်ပါပြီချိန်ကတော့9နာရီခွဲသွားပြီပေါ့နော်9နာရီကလှုပ်စင်တာပြန်ရောက်ကားကကြတော့7လာတယ်9နာရီ7မှာလာတယ်ပြီးတော့အခုဒါပြန်ရောက်တာနဲ့စားဖို့ထဲကအင်ဂျီလေးကပါညာနေဆိုတော့အခု9နာရီခွဲသွားပြီအဲ့တော့အရင်ဆုံးစားလိုက်ပါအောင်မယ်စားရတာတော့ချက်စရာတော့မလိုတော့ဘူးပေါ့နော်ဒီနေ့ကအခုဒီဆိုင်ကနေယူလာတဲ့ဥဒုံကြော်ရယ်ပြီးတော့ဆူရှီလည်းထည့်ပေးလိုက်တယ်ပြီးလို့ရှိရင်အဓိကကတော့ဒီ sauce ပေါ့နော်ဒီ sauce တော်တော်လေးကိုကောင်းတယ်အခုအဲ့ဒါလေးပါမှလာတယ်အဲ့တော့စားလိုက်ပါဦးမယ်ဒီနေ့ကအလုပ်3ပတ်လောက်နားပြီးတော့မှပြန်ပြီးအလုပ်သွားရဲပထမဆုံးရက်ပေါ့ဘာလို့လဲဆိုတော့ဒီ passport လုပ်တဲ့ကိစ္စလေးနဲ့ခဏလေးလည်းနားချင်တာနဲ့အလုပ်3ပတ်လောက်နားထားတာအခုမှပြန်ပြီးတော့လုပ်ပြန်သွားတာဒါစားပြီးလို့ရှိရင်တော့ဗီဒီယို edit မယ်ဗီဒီယို edit ပြီးတော့ပြီးရဆိုလို့ရှိရင်တော့မနေ့ပြန်ဗီဒီယိုလေး upload လုပ်လိုက်မယ်တခြားဘယ်လိုပြောမလဲမေးချင်တာလေးရှိရင်လည်းမေးလို့ရပါတယ်ဒါဒီနေ့ကတော့6နာရီ shift လေးကိုရိုက်ပြထားတာပါအဲ့တော့နောက်နေ့ကြာလို့ရှိရင်လည်းမနေ့ပြန်ကြရင်လည်း6နာရီ shift ပဲစနေနေ့ကြာရင်တော့10နာရီ shift ပြီးတော့စဉ်းစားထားသေးတယ်ဒါပေမဲ့သိတော့မသိကြဘူးပေါ့နော်အဲ့တော့သိကြရဆိုလို့ရှိရင်တော့10နာရီ shift လေးကိုလည်းပြန်ပြီးတော့ဘာလို့ရလဲဆိုတာလေးပြန်ရိုက်ပြပါမယ်အဲ့တော့ဒီနေ့ကပထမဆုံးဒါအလုပ်လုပ်နေနေရိုက်တာတွေလည်းမို့လို့အဆင်မပြေတာကြီးအများကြီးပါလောက်မယ်ဒါပေမဲ့ဘယ်လိုပြောမလဲဒီတိုင်းဘာတွေလောက်ရလဲဆိုတဲ့ဟာလေးပြပေးချင်လို့ဒါလေးရိုက်လိုက်တာပါအဲ့တော့တခုသိချင်တာရှိရဆိုလို့ရှိရင် comment မှာမေးခဲ့လို့ရပါတယ်နောက်ထပ်သိချင်တဲ့ဒါ topic လေးပြီးတော့မေးချင်တဲ့မေးခွန်းလေးရှိရဆိုလို့ရှိရင်လည်းမေးခဲ့လို့ရပါတယ်အဲဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ပါမယ် bye bye